လူတိုင်း creator ဖြစ်နိုင်တယ်ဆိုရင်ယုံမလား creator ဆိုတာက line ပေါ်မှာ video ရိုက်ပြီးတင်မှ creator လို့ခေါ်တာမဟုတ်ဘူး creator ဆိုတာကဘာလဲဆိုတော့ကိုယ့်ရဲ့စိတ်ကူးစိတ်သန်းတွေကိုတကယ်လက်တွေ့ဖြစ်အောင်အကောင့်ထဲပေါ်တဲ့သူတိုင်း creator လို့ခေါ်တယ်ဒီခေတ်က line ပေါ်မှာ brand တစ်ခုဖန်တီးထားနိုင်မှအဆင်ပြေလာတဲ့ခေတ်ဆိုတော့ကိုယ့်ရဲ့တွေးအမြင်နဲ့စိတ်ကူးစိတ်သန်းတွေကိုရဲဝံချပြရဲဖို့လိုလာတယ်ကင်မရာရှေ့မှာလူရုပ်ထွက်ပြရဲတဲ့သူဆိုရင်ကင်မရာ shine မဖြစ်တဲ့စကေးတစ်ခုထပ်လိုလာတယ်နောက်လူအများရှေ့မှာစကားပြောရဲတဲ့ public speaking ဆိုတာတွေလည်းလိုလာတယ်အဲ့ဒီစကေးတွေကိုဖြည့်ပေးမဲ့ bootcamp program တစ်ခုနဲ့လည်းမိတ်ဆက်ပေးချင်ပါတယ်အဲ့ bootcamp program ကတော့ ဖန်တီးမှုမှ digital ဝင်ငွေစီတို့ဆိုတဲ့ program ပဲဖြစ်ပါတယ်ဒီ program မှာလာပြီးတော့မျှဝေပေးမဲ့သူတွေကလည်းနေရာတနေရာမှာအောင်မြင်မှုကိုစီရထားပြီးသားဖြစ်တဲ့ creator တွေပါပဲလာမျှဝေပေးမဲ့ guest speaker တွေက creator တယောက်ဖြစ်ဖို့ထားရှိတဲ့ mindset တွေပြီးတော့ဘုသူရတွေအများအားမျှဝေပေးနေတတ်တဲ့ DD Parmix Blog digital online income skill တွေ content writing skill တွေကိုမျှဝေနေရှိတဲ့တင်နီစိတ်ကူး image တွေကိုလက်တွေ့ account တွေပေါ်ရင်းနဲ့တကယ်လုံနိုင်ကြောင်းသက်သေပြနေတဲ့ channel လက်ရှိမှာ digital income တစ်ခုဝင်ငွေရထားပြီးတော့ entrepreneur အနေနဲ့သွားနေတဲ့ G1 founder ကိုဖုံ video creator ကိုအခြေခံအနေစပြီးတော့ဒီချိန်ထိအတွေ့အကြုံတွေကို share ပေးမယ် Olet တို့ကနေ guest speaker အနေနဲ့မျှဝေပေးသွားမှာပါ guest speaker session တစ်ခုပြီးတိုင်းမှာလည်းပြီးရောထားတာမျိုးမဟုတ်ပဲね70 challenge ၄ခုတောင်ပါတယ် program ကာလကနိုဝင်ဘာနဲ့ဒီဇင်ဘာ2လဖြစ်ပြီးတော့ဒီဒုတိယလမှာဆိုရင်ပါတဲ့သူတိုင်း join တဲ့သူတိုင်းအတွက်ပြန်ရမယ့် competition တစ်ခုရှိပါတယ်အဲ့ဒီ competition မှာလည်း dine နေနဲ့ Olet အပြင် YouTube မှာတော်တော်များများသိကြမဲ့ file sharing တို့ကနေပြီးတော့ dine နေအနေနဲ့ပါဝင်သွားမှာပါဒီ program ပြီးရင်လည်း certificate ပါဝင်တဲ့သူတိုင်းကိုယ့်ရဲ့စူးစမ်းမှုအလိုက်ရအောင်ပါဒီ bootcamp program creator ဖြစ်ချင်တဲ့သူတွေကြီးပဲ join တင်တာမဟုတ်ဘူးဘယ်လိုတွေထပ် join တင်လဲဆိုတော့ camera ရှေ့မှာအလုပ်လုပ်ဖို့စဉ်းစားနေတဲ့သူတွေ public speaking ပို့ပြီးတော့တိုးတက်လာခြင်းတဲ့သူတွေပြီးတော့လူတွေနဲ့ communication ပိုကောင်းခြင်းတဲ့သူတွေနောက်ကိုယ့်ရဲ့ comfort zone ကနေရုံထွက်ပြီးတော့ငါအနေနဲ့တခုတော့သင်ယူသင့်တယ်ဆိုပြီးတော့စိတ်ကူးရှိတဲ့သူတွေတိုင်းဝင် join တင်ပါတယ်လက်ရှိမှာတော့ဒီ bootcamp program မှာ2မျိုးရှိတယ်2 month ရယ်နောက် Grow Lab community member lifetime ဆိုပြီးတော့ရွေးချယ်ဖို့2မျိုးရှိတယ်ဒီလိုအသေးစိတ်သိချင်တယ်ဆိုရင်တော့အလေးကိုပြထားတဲ့ Grow Lab community Facebook page မှာ income လို့စာပို့ပြီးတော့မေးလို့ရပါတယ် see you there